cross stitch ဒီကနေသွားမယ်နော်ပြီးရင်သူဘေးကနေဒီလိုမျိုးဘေးကပ်ရက်ကိုဒီလိုဟိုဟာယူလိုက်လဲရတယ်နော်ကိုယ့်ရဲ့ဟိုပိတ်ကပြော့တယ်ဆိုရင်တော့ယူလို့ကောင်းတယ်ပိတ်ကမှာအခုကအမပိတ်ကမာပြီးတင်းနေတော့ဒီလိုပုံစံယူလို့မကောင်းဒါပေမဲ့လုံပြတာပေါ့နော်အဲ့လိုယူလိုက်လဲရတယ်နော်ပြီးတော့ပြီဆိုရင်သူ့တစ်ခါပြန်ပြီးတော့ရောက်ထဲပေါ့နော်ဆိုတော့နောက်ကိုသွားပြီးတော့ဒီကိုသွား